ဒီနေ့မှာတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီး mystery trailer ဇာတ်လမ်းတွဲဖြစ်တဲ့ Girl from Nowhere ထဲက The Rank ဆိုတဲ့အပိုင်းလေးတောင်းကိုပြပြပေးသွားမှာပါဇာတ်လမ်းအညွှန်းလေးပါဝင်မှာဖြစ်လို့ကြိုတင်တတိပေးပါရစေနော်ဇာတ်လမ်းကိုထိုင်းနိုင်ငံကမိန်းကလေးအထက်တန်းကျောင်းတစ်ခုမှာစတင်ထားပါတယ်ဒီကျောင်းကတခြားကျောင်းတွေနဲ့မတူတာကပညာရေးထက်အလားအပါကိုပိုပြီးဦးစားပေးတာပါပဲဇဝင်ခန်းအစမှာတော့ကျောင်းအုပ်ကြီးကနှစ်စဉ်ကျင်းပမယ်ဖြစ်တဲ့ Shining Star ပြိုင်ပွဲကြီးရဲ့နောက်ဆုံးပို့လူပွဲတွေကိုမကြခင်ကျင်းပတော်မယ်လို့ကြေညာလိုက်ပါတယ်ကျောင်းမှာအလားဆုံးမိန်းကလေး10ယောက်ကိုစုချီးမွမ်းမှာထူပြီးအဲ့ဒီထဲကတယောက်ကိုတော့ဒီနေ့အတွက် Shining Star အဖြစ်ရွေးချယ်မှာပါဒီစုကိုရဖို့အတွက်ကျောင်းသူတွေမှာရှိရမယ်တစ်ခုတွဲတော့အရေးချင်းကတော့အလားအပါပဲဖြစ်ပါတယ်အနိုင်ရတဲ့သူဟာဂွန်ထူးဆောင်စုဖလားနဲ့အထူးစုတဲ့အဖြစ်ကြန့်ရှိနေတဲ့ပညာသင်နှစ်တစ်လျှောက်လုံးမှာအထူးအခွင့်အရေးတွေအများကြီးရရှိမယ်လို့ကျောင်းအုပ်ကြီးကပြောထားခဲ့ပါတယ်ဒါအပြင်ထိတ်တန်းအလားဆုံး10ရာထဲဝင်တဲ့သူတွေကလည်းထူးထူးခြားခြားအခွင့်အရေးတွေရရှိဦးမှာပါကဘာပေါ်မှာရုပ်ဆိုးတဲ့သူဆိုတာမရှိပဲပြင်းတဲ့သူပဲရှိတယ်ဆိုတဲ့စကားနဲ့သူကျောင်းအုပ်ကြီးကသူ့ရဲ့ကြေညာချက်ကိုအဆုံးသတ်လိုက်ပါတယ်ကျောင်းပြောင်းလာတဲ့ကျောင်းသူသီလီနန်တို့ကကျောင်းရှိမှာရက်နေတော့တရွေ့လေးတရွေ့ကသူ့ဘားပေါ်ကိုကြာလာပြီးရှရာလီတစ်ခုဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ဒီမိန်းကလေးကတော့ဘာမှမဖြစ်သလိုပဲအန်သွားတဲ့ပုံလည်းမရှိပါဘူးကြိုတင်သိနေတဲ့အတိုင်းပါပဲဒါပေမဲ့မျက်နှာပေါ်ကအမာရွတ်ရှိနေတဲ့အတွက်သူဟာအလားမဲ့ပြိုင်ပွဲမှာအနိုင်ရဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲနောက်အခန်းမှာတော့ကျောင်းရဲ့နာမည်ကြီးမိန်းကလေးတယောက်ဖြစ်တဲ့ရင်းနဲ့စတင်မိတ်ဆက်ပေးထားပါတယ်သူကတော့လက်ရှိအလားပါအဆင့်တမတ်ချံမှာနံပါတ်10နေရာမှာရှိနေပြီး Princess Dan လို့လူသိများတဲ့သူပါသူကျောင်းဆောင်ထဲလမ်းလျှောက်လာတဲ့အခါအတန်းဖော်တွေကသူ့ရဲ့အလားကိုအားချပြီးဓာတ်ပုံတွေဝိုင်းရိုက်ကြတာကိုတွေ့ရပါတယ်ကျောင်းသူသီလီနန်တို့အတန်းထဲဝင်လာတဲ့အခါဆရာမကသူ့ကိုရင်းရဲပေးမှထိုင်ခိုင်းလိုက်ပါတယ်ရင်းကအတန်းကောင်းဆောင်လည်းဖြစ်နေတော့နန်တို့ကိုသင်ခန်းစာတွေမှာကူညီပေးဖို့ဆရာမကတာဝန်ပေးလိုက်တာပါရင်းကသူဘေးမှာလာထိုင်တဲ့ကျောင်းသူလေးကိုဖျော်ဖျော်ရွှင်ရွှင်ကြိုးဆိုခဲ့ပြီးမဲ့သူကနန်တို့ကိုတကယ်ပဲတငယ်ချင်းအဖြစ်လက်ခံတာလားဒါမှမဟုတ်ရန်သူလို့သတ်မှတ်ထားတာလားဆိုတာကတော့မတည်ခွဲပါဘူးနန်တို့ကရင်းထထောင်ပိုလာနေတာကြောင့်ဒါဟာရင်းကိုစိတ်မသက်မသားထစ်စီပါတယ်နန်တို့ရဲ့မျက်နှာပေါ်ကအမာရွက်ကိုမြင်လိုက်ရတဲ့အခါမှာတော့ရင်းရဲ့မျက်နှာကပျော်ရွှင်မှုတွေနဲ့ဝင်းပါပေါ်ပါတော့တယ်စာနာတလို့ဟန်းဆောင်ပြီးဘာဖြစ်တာလဲလို့နန်တို့ကိုမိလိုက်ပါတယ်နန်တို့ကဘာမှမဟုတ်ပါဘူးလို့ပြောပေးမယ်ရင်းကတော့သူတို့เจ้าမှာကိုတေးချပြီးဦးဆက်ရမယ်မျက်နှာပေါ်ကအမာရွက်ဆိုလာပြဿနာကြီးမယ်လို့ပြန်ပြောခဲ့ပါတယ်ဆီယာမကတိတ်တိတ်နေပေါ်လမ်းဖြော်လိုက်တဲ့အခါမှာတော့သူတို့နေရာရဲ့စကားဝိုင်းကရပ်သွားခဲ့ပါတယ်အတန်ပြီးသွားတဲ့အခါမှာတော့ရင်းကနန်နိုးကို Top 10 Tower စီခေါ်သွားပါတယ်အဲ့ဒီအဆောက်အုံရုံးကတော့အလားပါအစင်းသက်မှချထိတန်း10ရောက်ထဲဝင်တဲ့မိန်းကလေးတွေအတွက်ပဲတည်တံ့ထိပါတယ်အဲ့ဒီတာဝါမှာတော့ကောင်းမွန်တဲ့အစားအစာတွေဈေးကြီးတဲ့ make up တွေနဲ့စာမန်ချောင်းသူတွေမရနိုင်တဲ့ဇင်းခါလူနေမှုဘဝကိုရရှိနိုင်မှာထီပြီးဒါတွေဟာသူတို့ကိုအနှစ်သာရမရှိတဲ့မာနတွေတက်လာစေဖို့ဖန်တီးပေးထားတာပါကျောင်းသူတိုင်းမှာအချင်းနဲ့အမြပြောင်းလဲနေတဲ့အလားပါအစင်းသက်မှချက်တွေရှိနေကြပါတယ်ဘယ်သူပဲဖြစ်ဖြစ်ယုတ်ကြီးကအလားပြတ်သွားတာနဲ့သူတို့ရဲ့အဆင့်ကချက်ချင်းကျဆင်းသွားမှာပါကျောင်းသူတိုင်းတဲ့ဖုန်းထဲမှာအစင်းသတ်မှတ်ချက်တွေကိုကြည့်လို့ရတဲ့ application တစ်ခုစီရှိကြပါတယ်ထိတ်တန်း10ယောက်ထဲကတယောက်ခါတငယ်ချင်းတယောက်ကိုတာဝါထဲခေါ်လာခွင့်ရှိတာကြောင့်ရင်းကနန်နိုးကိုခေါ်လာခဲ့တာပါနန်နိုးကတော့အထက်ကခန့်ထားတဲ့အပြည့်အစင်တွေကိုကြည့်ပြီးအန်သွားနေပါတယ်သူတို့နှစ်ယောက်ဟာစကားတွေပြောရင်းအရသာရှိတဲ့နေ့လည်စားကိုအတူတူစားခဲ့ကြပါတယ်နန်နိုးကသူတို့တငယ်ချင်းအဖြစ်လက်ခံပြီးအခုလိုအခွင့်အရေးတွေပေးတဲ့အတွက်ရင်းကိုကျေးဇူးတင်စကားပြောခဲ့ပါတယ်ဒါပေမဲ့ရင်းရဲ့စရင်ကတော့နန်နိုးထင်တယ်လို့မကောင်းပါဘူးသူကထိတ်တန်း10ရောက်ဝင်းတယောက်ရေဘဝအကြောင်းကိုကွာလုံးထုတ်ခဲ့ပြီးနန်တို့သာအတူတူကြီးမခေါင်ရင်စာမန်ချောင်းသူတွေနဲ့အတူကန်တင်းမှာပဲစားရမှာလို့ပြောလိုက်ပါတယ်